အားလုံးပဲမင်္ဂလာပါအခုနောက်ပိုင်း Facebook ကပြောင်းလဲလာတဲ့ policy အသစ်တွေကြောင့်တွင် JBMNOS Facebook page မှာတင်ထားတဲ့စားတောက်ဆိုင်လင်ပေါင်းချုပ် GMPT လင်ပေါင်းချုပ် Rakuten Shokan ရဲ့ Nisa လင်ပေါင်းချုပ် Yucho Kingo လင်ပေါင်းချုပ် Pepe လင်ပေါင်းချုပ် Beidi လင်ပေါင်းချုပ် Amazon Yamato Niyomi Kyoku Sakawa လင်ပေါင်းချုပ် Mercari လင်ပေါင်းချုပ်အစရှိတဲ့တွင် JBMNOS Facebook page မှာတင်ခဲ့တဲ့လင်ပေါင်းချုပ်တွေကိုတွင် JBMNOS YouTube Channel Community tab မှာပြောင်းလဲတင်သွားမယ့်အကြောင်းအတိပေးပန်ကြားကြပါတယ်ခင်ဗျာဒါကတော့တွင် JBMNOS YouTube Channel ရဲ့ Community tab မှာပြောင်းလဲတင်ထားတဲ့လင်ပေါင်းချုပ်တွေဖြစ်ပါတယ်အဲ့တော့တွင် JBMNOS YouTube Channel ကတင်ထားတဲ့လင်ပေါင်းချုပ်တွေကိုကြည့်ဖို့အတွက်အရင်ဆုံး YouTube application နဲ့ဝင်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ YouTube search bar လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်တွင် JBMNOS ဆိုပြီးရိုက်လိုက်ပါကြားလာတဲ့ YouTube Channel ထဲဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ Home Video Short Playlist ဘေးက Post ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တွင် JBMNOS YouTube Channel ကတင်ထားတဲ့ကျွန်တော်တို့လင်ပေါင်းချုပ်တွေကြားလာပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့စားတောက်ဆိုင်စားတောက်ကုန်တို့စာမိုးရဲ့လင်ပေါင်းချုပ်ဖြစ်ပါတယ် GMPT လင်ပေါင်းချုပ်ဒီလိုလင်ပေါင်းချုပ်တွေကိုအလွယ်တကူကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့တက်ဆိုင်ရာလင်ပေါင်းချုပ်ကလင့်အတိုင်းဝင်လိုက်တာနဲ့ကျွန်တော်တို့တက်ဆိုင်တဲ့ဗီဒီယိုတွေချလာမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ2025ခုနှစ်စားတောက်ဆိုင်စားတောက်ကုန်တို့စာမိုးရဲ့အချိန်စရာနဲ့ပတ်သက်ပြီးတော့ဒီ Facebook ဝေးမှာလာမေးထားတဲ့သူတွေနောက်ထပ်ဒီစာမိုးရဲ့ဖြေဖို့ရည်ရွယ်ထားတဲ့သူတွေအတွက်ကျွန်တော်စာမိုးရဲ့အချိန်စရာလေးကိုကျွန်တော်အနေနဲ့ပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါ2025ခုအတွက်ဒုက္ကတဲ့ကင်နိုစားတောက်ဆိုင်စားတောက်ကုန်ထုတ်အတွက် my page ID ရှောင်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Google Chrome ဖြစ်ဖြစ် Google ပဲဖြစ်အဲ့တော့ကျွန်တော်တို့တက်ဆိုင်ရာဗီဒီယိုတွေကိုအချိန်ကုန်တက်တာစီပြီးတော့လွယ်ကူစွာတွင် JBMNOS YouTube Channel ရဲ့ Community tab လင်ပေါင်းချုပ်မှာအချိန်ကုန်တက်တာလွယ်ကူလျင်မြန်စွာကြည့်ရှုနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်